ဒီရတဲ့ဘက်မှာခါရှိကချာကရာထင်းချိုးတက်ဖို့အတွက်တစ်ပင်တက်လေးချင်းရမယ်လို့ပြောပါတယ်တစ်ပင်ကိုလက်တွေမသုံးမဲ့ခြေထောက်နဲ့ပဲတက်ရမယ်လို့ပြောပြီးနမူနာလုပ်ပြပါတယ်ချာကရာကိုခြေထောက်အောက်မှာစုပြီးတစ်ပင်ပေါ်တက်လို့ပြောတော့ပြောင်းကြီးကတစ်ပင်တက်တာဘယ်လောက်တန်ပါလဲလို့မေးပါတယ်ခါရှိကဒီလေးချင်းငယ်ရဲ့ပထမရည်ရွယ်ချက်ကချာကရာကိုထင်းချိုးတက်စေဖို့ဖြစ်ပြီးအခြေခံထင်းချိုးတာကိုတက်မြောက်သွားတာကပစ္စည်းတွေကိုပို့ပြီးကျန်းကျင်စာအသုံးပြုလာနိုင်မှာဖြစ်ပါတယ်ဒုတိယရည်ရွယ်ချက်ကချာကရာကိုထင်းထင်းနိုင်မှုအတွက်တက်လုံကောင်းလာစေမှာဖြစ်ပါတယ်နင်ဂျာတယောက်ကတိုက်ပွဲထဲမှာတော့စင်စမ်းမပြတ်ချာကရာတွေကိုစူးစောတက်ရမှာဖြစ်ပြီးပစ္စည်းတစ်ခုထိရောက်ဖို့အတွက်လိုအပ်တဲ့ချာကရာပမာဏကိုထင်းချိုးတုံးပြီးရမှာလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲတစ်ပင်တရာကနဲ့ချာကရာကိုထင်းထင်းနိုင်မှုအတွက်လိုအပ်တဲ့တက်လုံရရှိနိုင်ကြောင်းခါရှိကရှင်းပြပါတယ်နာရူတိုတို့ကိုခုနန်းတယောက်တစ်ချောင်းစီပြပေးလိုက်ပြီးတက်နိုင်တဲ့အထိမှတ်ထားဖို့နဲ့မှတ်ထားတဲ့အမှတ်သားတက်ပို့ပြီးတက်နိုင်အောင်လုပ်ဖို့မှကြရင်လေ့ကျင့်ခန်းကိုစကိုင်းနိုင်ပါတယ်နာရူတိုကလည်းသူက3ယောက်လုံးထဲမှာတိုးတက်လာဆုံးမို့လို့နေ့လယ်စာမစားခင်အပြီးလုံးမယ်ဆိုပြီးအားချောင်းပါတယ်3ယောက်သားချာကရာကိုခြေထောက်မှဆိုပြီးစတက်တဲ့အချိန်တိုးတက်လာဆုံးမယ်ဆိုပြီးအားချောင်းထားတဲ့နာရူတိုကပထမဆုံးတလန်းမှာနေပြုတ်ကျသွားပါတယ်ပူချီယာကလန်ရဲ့ပါမီရှင်မှာဆိုတဲ့စာစကဲလဲတိုင်ပတ်နေတဲ့အချိန်ဆာကူရာကတော့လွယ်လိုက်တာဆိုပြီးအပေါ်တော်ရောက်နေပါတယ်နာရူတိုတို့လေ့ကျင့်နေတာကိုအီနာရီကချောင်းကြည့်နေပြီးတက်တက်အချိန်ဖြုံးနေတာပဲလို့ရည်ရွယ်နေပါတယ်တစ်ဖက်ကဇာဝူဇာတို့ရဲ့နေရာကိုဂါတိုတို့ရောက်လာပြီးဇာဝူဇာကိုတက်ဖို့လုပ်နေလို့ဟာကူကချက်ချင်းဝင်ထားလိုက်ပါတယ်ဟာကူရဲ့တုံ့ပြန်မှုကိုမြင်ပြီးဂါတိုနဲ့သူ့ဘော်ဒီက2ယောက်လည်းထွက်ပြေးသွားကြပါတယ်တစ်ဖက်ကလေ့ကျင့်နေတဲ့နာရူတိုတို့ဘက်မှာလည်းနာရူတိုကဘလောက်ကြိုးစားအရာမထင်ဖြစ်နေလို့ဆာကူရာကိုဘယ်လိုလုပ်ရလဲဆိုပြီးကပ်မေးပါတယ်အခါရှိကနာရူတိုကိုကြည့်ရင်နာရူတိုရဲ့ချာကရာကအားလုံးထဲမှာအများဆုံးဖြစ်နေတာမလို့နာရူတိုဘယ်လောက်တောင်တန်မာလာမလဲဆိုတာကိုတွေးရင်းနဲ့ပဲနာရူတိုမန်ဂါ Volume 3 Chapter 18ကအဆုံးသတ်ထားပါတယ်Animal လောကမှာရောမန်ဂါလောကမှာပါတော်တန်စီရင်နဲ့ပါတဲ့နောက်တိုစီးရီးယာဆိုရင်1999ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးဘောလုံး82ခုနဲ့ chapter ခွဲပေါင်း900ထိပါဝင်ပါတယ်အဲ့လိုခန်းနာကြီးကျယ်လာတဲ့နောက်တိုမန်ဂါကိုမြန်မာဘာသာပြန်ပြီးဗီဒီယိုလေးတွေနဲ့လုပ်ပြီးနေ့စဉ်သင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ Ninja Justice Arena YouTube channel နဲ့ Facebook page တွေမှာ like and subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးတွေကိုသဘောကျနေတဲ့တဲ့ဆိုရင် share လေးတွေနဲ့ပါကူညီသွားလို့ရပါတယ်ပြပင်တရာကိုထမင်းဆိုင်ရတော့လို့လွယ်ကူနေတဲ့ဆာကူရာကထာဆူနာကိုဆော့ရှော့ဝတရားစီကိုရောက်လာပါတယ်တရားပေါ်မှာလည်းလူတချို့ကအသက်ခံရတော့မှကြောက်လို့တရားဆောက်နေတဲ့နေရာမှာထမပါတော့ကြောင့်ထာဆူနာကိုပြောပါတယ်လိုင်းလုံးတိုင်းမီကစင်းရဲတဲ့ကျိုးနိုင်ငံလေးဖြစ်တာမလို့အလောက်ကန်ခွေလန်းနေပါပြီးကိုဆူလူနဲ့တွေလည်းပြင်းနေပါတယ်အရေးထဲမှာစားစရာဝယ်ဖို့လာတဲ့ဆာကူရာလည်းခင်ခံလိုက်ရလို့စောက်ခွက်ကို6လောက်စာကျွေးလဲပါတယ်ထာဆူနာကအခုစောက်နေတဲ့တရားတာပြီးသွားရင်တိုင်းမီကကုသန်းရောင်းဝယ်ရဲ့အဆင်ပြေလာမှာဖြစ်ပြီးလူတွေလည်းအရင်လိုအေးချမ်းနေသွားရလိမ့်မယ်လို့ရှင်းပြပါတယ်တစ်ဖက်မှာတော့ချစ်ဆုံးတငယ်ချင်း2ယောက်ကတယောက်နဲ့တယောက်အကဲခင်ရင်အပြင်းထန်လေ့ကျင့်နေကြပါတယ်နာရူတိုကဆာကူရာသူ့ကိုပြောပြတဲ့နီးတိုင်းဘာကူမှမတွေ့ပဲစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးတစ်ပွန်တက်ဖို့လုပ်နေတော့မှာပဲဆာစကဲကလန့်ခေါ်လိုက်တာမို့လို့အာယုံပြက်ပြီးပြုတ်ကျသွားပါတယ်တကယ်တော့ဆာစကဲကလည်းဆာကူရာကိုတောင်းမရမှာရှက်နေပုံရပြီးနာရူတိုကိုဆာကူရာဘာတွေပြောသွားလဲလို့မေးပါတယ်တောက်ချင်မကောင်းတဲ့နာရူတိုကလည်းအဲ့ဒါကနှစ်ကိုကြားကိစ္စတွေဘာတွေလုပ်ပြီးလူပါဝါနေပါတယ်တနေ့လုံးတောထဲမှာစိုးပြအောင်လင်းကျင်ပြီးပြန်လာတဲ့နေရာကိုလည်းခမင်းကိုပါစပိုးနေနဲ့ဒီပြန်ချနေလို့တားနေရပါတယ်ဆာကူရာကချိတ်ထားတဲ့ဓာတ်ပုံအဟောင်းအကြောင်းမေးပြီးဘာလို့ပြဲနေတာလဲမေးတော့အီနာရီကထထွက်သွားပါတယ်တကယ်တော့အဲ့ဒါကအီနာရီရဲ့အဖေဖြစ်ပြီးဂါတိုကြောင့်တည်ဆုံးသွားတဲ့ဖြစ်ကြောင်းပြောရင်းနဲ့ပဲနာရူတိုမန်ဂါ Volume 3 Chapter 90ကအဆုံးသတ်ထားပါတယ်